နေတယ်ဘာသာပြတိုင်းကောင်းပါတယ်ပြည့်ညက်ပြတိုင်းကောင်းပါတယ်ကောင်းတာလို့ရင်ကောင်းရဒုက္ခရောက်မှာပေါ့ဆိုတဲ့စကားလွယ်လေးပဲပြောပြီးမေတကယ်ဆိုလက်တွေ့ကနေတယ်ဘယ်လူသားမှမကောင်းနိုင်ခဲ့ကောင်းရမှတော့အုံနောက်တဲကတီးပါလေအချင်းရမလွေ